သူအကြောင်းဟာသူအကျိုးသူမကောင်းရင်သူသွားမှာပဲသူကောင်းရင်သူဆံရမှာပဲသူအကျိုးဟာကိုယ်အစိုးမဖြစ်ဖို့အရေးကြီးသူအကြောင်းဟာသူအကျိုးသူအကျိုးဟာကိုယ်အစိုးမဖြစ်ပါစေအမှန်နဲ့နီးနဲ့ကြီးပွားလာကြီးပွားခြင်းဒီအကြောင်းတရားပဲမှန်နဲ့နီးတဲ့အောင်မြင်ခြင်းဒီအကျိုးတရားပဲနော်ကြီးပွားခြင်းဒီအကျိုးတရားအောင်မြင်ခြင်းဒီအကျိုးတရားမမှန်နဲ့နီးနဲ့လှုပ်ထားတာသူကအကြောင်းတရားဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကိုနဲ့တွေ့တဲ့အခါကျတော့အကျိုးတရားကိုသွားပြီးဆက်ဆံရတာသူအကျိုးတရားကိုကြည့်ပြီးဆက်ဆံရတာဆိုတော့သူအကျိုးဟာကြည့်ပြီးတော့ကိုကဂျားတကခြေဝင်တယ်မနာလိုစိတ်ဖြစ်တယ်ဆိုအကျိုးကိုကြည့်ပြီးတော့မနာလိုစိတ်ဖြစ်တော့ခံစားရတာလေကိုပဲခံစားသူအကျိုးကကိုအဆိုးဖြစ်သွားတယ်မနာလိုစိတ်ကြောင့်ကိုအဆိုးဖြစ်သွားတယ်ကြောင့်လို့သူမှားတာမှန်တာကသူ့အကြောင်းကိုအကြောင်းကသာဓုခေါ်နိုင်အောင်ကြိုးစားကိုတဲ့သားတယ်မမှန်နဲ့ဒီနဲ့ကြီးပွားတာအဲ့ဒါသူ့ကိစ္စဝမ်းသာနိုင်အောင်ကြိုးစားတာကိုကိစ္စဒါပဲဆိုအဲ့လိုမျိုးဆက်ဆံလို့ရှိရင်ခံရတာသူ့အပိုင်းကိုလည်းအပိုင်းကလေ့ကျင့်တာကိုအပိုင်းဆိုတော့ကိုကမုဒိတာနှလုံးသားနဲ့ဝမ်းသာပေးနိုင်တဲ့စိတ်ကလေးထားရင်ကိုပဲကိုယ်တိုင်အတော်သက်သာတာကိုယ်တိုင်တော်သက်သာမုဒိတာနှလုံးသားကကိုယ်တက်သားတဲ့တငယ်ချင်းတွေသားတော့ဝမ်းသာပေးကြည့်သိပြောတာမပြောနိုင်လို့တငယ်ချင်းတွေကိုတရားဓုတွေတက်သွားတော့ကိုယ်ထက်သားသွားတော့မုဒိတာတရားမထိုင်နိုင်လို့ခြေဝင်တယ်မနာလိုစိတ်ဖြစ်တယ်ဆိုသူကတော့သူ့အတူတက်သွားတယ်ကိုကတော့အောက်မှာဒီမနာလိုစိတ်နဲ့ကြံနေခဲ့တာကိုကပူကြံနေခဲ့တာသူနဲ့အတူသွားလိုက်စမ်းပါမုဒိတာတရားသူဝမ်းသာတယ်လို့ကိုနဲ့အတူကိုလည်းသူနဲ့အတူဝမ်းသာပေးလိုက်တဲ့သဘောပဲအတူဝမ်းသာပေးတာအဲ့ဒါမုဒိတာနှလုံးသားဒီစိတ်ကလေးထားနိုင်ပြီဆိုရင်တော်တော်သက်သာတယ်ဒါကြောင့်အဲ့ဒီမှာပြောချင်တဲ့စကားလေးကသူ့အကြောင်းဟာသူ့အကျိုးဟာကိုယ်အဆိုးမဖြစ်စေနဲ့ကိုဆုံးမခြင်းပဲအဲ့ဒါလေးအဓိကတာတခါကြတော့လူတွေမှာဗာစိတ်လေးရှိတဲ့ကိုကျေးဇူးပြုတဲ့သူကကိုကျေးဇူးကိုမသိတတ်ပဲကျေးဇူးကမ်းသွားတာလည်းရှိကျေးဇူးကမ်းသွားတဲ့ရှိတဲ့အခါကျတော့လူကမခံချင်စိတ်ကရှိတယ်ဒါတော့ကောင်းရတာဒီလောက်လုပ်ပေးတာနဲ့ငါ့ပေါ်ဒီလိုလုပ်ရတယ်ဆိုတဲ့အဲ့ဒီစိတ်ကလေးကသူကဟိုဘက်ကလူကလှုပ်သွားတဲ့ဟာကိုကဂျားကနေခြေထိုးခံပြီးဝင်ယူတယ်လို့ဖြစ်တယ်ပုထုဇဉ်တဘာဝခံစားချက်ရှိပေမဲ့အဲ့ခံစားချက်ကိုလက်တွေ့ကိုကခံစားပြီးတော့အကောင့်ထဲပေါ်လိုက်ရင်သူနဲ့ကိုအတူတူသွားပြီးတော့ကျေးဇူးကမ်းတဲ့သူချင်းဖြစ်သွားသူကျေးဇူးမတိတတ်တာသူ့အပိုင်းကိုကျေးဇူးပြုတာကိုအပိုင်းကိုသိနေပြီးတော့အဲ့စိတ်ကလေးထားရင်သူ့သွားချိန်နိုင်တော့ခံအဲ့တော့သူမှားတာကိုကြည့်ပြီးကိုပါလိုက်မှာကိုပါအတူသွားခံဒီကကိုပင်နေစိတ်နောက်ဆုံးစိတ်ကတိတ်အရေးကြီးတာလောကမှာမုဒိတာထားလို့လည်းမရတဲ့သူတွေရှိတယ်ဝမ်းသာပေးလို့လည်းမရဘူးတဏှာပြီးဆက်ဆံကြည့်တယ်ဒါလည်းမရဘူးမေတ္တာထားပြီးတော့လည်းဆက်ဆက်ကြည့်ဘလို့မှမရတဲ့လူရှိတယ်ခါကြမိသားစုထဲမှာရှိတယ်အဲ့လိုလူမျိုးတွေသမီးပေါက်တယောက်ထုံးလို့မှဆက်ဆံလို့မရတဲ့လူရှိတယ်ဆိုရဲလိုလူမျိုးကြဘယ်လိုလုံးမလဲမြတ်စွာဘုရားကတော့အဲ့လိုလူမျိုးကြတော့လည်းဘာမှအပြစ်တွေဖြစ်မနေနဲ့တဲ့ဥပိ္ပခာနှလုံးသားနဲ့ဆက်ဆံလိုက်ပါဥပိ္ပခာဆိုတော့ချစ်တာလည်းမဟုတ်မုန်းတာလည်းမဟုတ်ကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဖြစ်တော့ဘူးဂျားစိတ်လေးပြောမစရင်တပိတ္တကမ္မတကာပဲသူကံနဲ့သူတော့သွားပါဆိုပြီးတော့အဲ့ဒီကံတရားအတိုင်းကိုလိုက်ပြီးတော့လက်ခံနိုင်တဲ့စွမ်းအားဥပိ္ပခာနှလုံးသား